အဲ့ဂီတာတစ်လက်ကိုပဲကျွန်တော်ပုံစံမျိုးစုံနဲ့သုံးကျင်တယ်ဆိုရင်မင်္ဂလာပါအခုကျွန်တော် Boss ကထုတ်ထားတဲ့ဒီ82ပေါ့နော် acoustic preamp လေးအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်ဒါလေးကတော့တချို့ကတော့သိတယ်တချို့ကျတော့လည်းမသိဘူးပေါ့နော်မသိတဲ့လူတွေအတွက်ကျွန်တော်ဒါလေးရှင်းပြချင်ပါတယ်ဒီကောင်ကတော့ဟိုကျွန်တော်တို့မှာ hollow guitar ကောင်းကောင်းတစ်လက်ရှိတယ်ဒါပေမဲ့အဲ့ guitar တစ်လက်ကိုပဲကျွန်တော်ပုံစံမျိုးစုံနဲ့သုံးကျင်တယ်ဆိုရင်ဒါလေးကတော်တော်တင့်တော်တဲ့အလုပ်လေးပါကျွန်တော်ရှင်းပြပေးပါမယ်ဒီမှာဟို acoustic resonance ဆိုတာပါတယ်အဲ့ကောင်လေးကနေပြီးတော့ကျွန်တော်တို့တွားပြီးတော့ဥပမာဗျာဂီတာကကောင်းတယ်အိုးတန်ကောင်းတယ်ဒါပေမဲ့သူ့ pick ကမကောင်းဒါမျိုးဆိုရင်ဒီဟာနဲ့ဆိုရင်ဒါဆိုတော်တော်လေးကို pick ကိုတော်တော်လေးကောင်းအောင်သူလုပ်ပေးလိုက်တယ်လို့ပဲဒါလေးနဲ့ချိန်လို့ရတယ် acoustic resonance ဆိုတာလေးကဒါမှမဟုတ်လိုအပ်တဲ့အခါမျိုးက resonance တင်လိုက်ရင်ပို့ပြီးတော့အတန်လေးကလွင်သွားတာပေါ့နော်နည်းနည်းအတန်လေးကိုပါးခြင်းနည်းနည်း short ပေးလိုက်တာမျိုးဆိုရင်ဒီ acoustic resonance လေးနဲ့သုံးလို့ပြီး ambience ကတော့ဒီကောင်ကကျွန်တော် effect ပေါ့နော်ပြောရရင်တော့ဟိုမှာ reverb လို့အတန်မျိုးကိုဟိုကျွန်တော်တို့ကလိုသလိုလေးအသုံးပြုလို့ရမယ် Boss ကတော့ကျွန်တော်အတန်တွေ noise တွေ feedback တွေကိုနည်းနည်း short ပေးတဲ့ဟာမျိုးပေါ့နော်82လေးတစ်လုံးရှိအောင်နဲ့ကို့မှာ guitar ကောင်းကောင်းတစ်လက်ရှိတယ်ဆိုအဲ့ guitar ကိုပုံစံမျိုးစုံနဲ့ဟို guitar 2လက်3လက်ရှိတယ်လို့မျိုးကိုသုံးလို့ရအောင်ဖန်တီးပေးမဲ့ acoustic preamp လေးပါပဲနောက်တကယ်ကို professional ကြကြကိုယ့်ရဲ့ဟာကိုသုံးကျင်တယ်ဆိုရင်ဒီကောင်လေးနဲ့ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်